လောင်းကောင်ကျိန်စာပိုးမိထားတာတော့မင်းတို့ထွက်ရဲသေးတယ်ပေါ့တတိကတော့ချီကျူးစရာပဲမင်းကအလောင်းကောင်ကျိန်စာပိုးရဲ့အစွမ်းကိုအထင်ကြီးလို့နေတာဖြစ်မယ်ဒါဆိုခမရတို့အတွင်းအားမပြောက်ဆုံးသွားဘူးပေါ့လေရွှေကြည့်လောကကြီးရဲ့အပြောင်းလဲတွေကမရေရာဘူးအမှန်တရားနဲ့အမှားတရားရောထွေးနေတယ်နှင်းဆဲပြီးနောက်တာယာသောကောင်းကင်တိုင်းကွက်ကတကယ်ကောင်းပါပေတယ်အုံမိုင်းနေတဲ့အရေးတွေကိုချက်ချင်းဖယ်ရှားလိုက်တာပဲရှောင်းရောင်ဆရာကြီးလေးစားပါတယ်ဗျာဂိုင်းညီနောင်ကဓာတ်တိုင်းအကျော်မော်ပဲခမရရှိမှဓာတ်ထုတ်သုံးရတာဆရာရှိမှစားပတ်တယ်လို့ရေစရာဖြစ်နေမှဆိုလိုပါရှမ်းဟွန်းတယောက်သူတို့နှစ်ယောက်အပေးယူမျှမျှပြောနေတာမြင်တော့တကယ်ပဲအလောင်းကောင်ကျိန်စာပိုးထောင်ချောက်ကိုဖြည့်ရှင်းလိုက်နိုင်ပြီလားလို့တန်တရားဝင်သွားတယ်တကယ်တော့ဒီမတိုင်ခင်ကမုံချန်နဲ့ရှမ်းဟွန်းတို့မိုးကိုင်းစခန်းကိုရောက်လာတော့ကအိမ်ထဲမှာနှင်းသမီးနဲ့ဒွမ်မူယုံပဲရှိနေတာနှင်းသမီးကသူတို့စစ်ဆေးတာကိုရှောင်လွှဲဖို့ရွာသူမလေးလိုဟန်ဆောင်ပြီးသူ့အမဖြစ်သူကယောဂဆန်းဖြစ်နေတယ်လို့လိန်ပြောခဲ့တယ်မုံချန်ကလည်းဘာယောဂဆန်းလဲဆိုတာသိကျင်တာနဲ့ရှမ်းဟွန်းကိုလိုက်ကဖြတ်ခိုင်းပြီးကိုယ်တိုင်အနာသွားကြည့်တယ်လက်ထဲကလက်နက်နဲ့ဒွမ်မူယုံမျက်နှာပေါ်ကအဝတ်မဲကိုဖယ်လိုက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်ရဲ့ရုပ်ကိုမြင်ပြီးဟန်ဆောင်ထားမှန်းပေါ်သွားတော့တယ်ဒါနဲ့သူတို့နှစ်ယောက်ပြဆက်စကပြတော့တာပဲရှမ်းဟွန်းကလူကျန်းလုပ်ပြီးရင်ရန်ရုပ်ပေးပညာနဲ့နှင်းသမီးကိုတိုက်ခိုက်တယ်မုံချန်ကလူကောင်းလုပ်ပြီးဝင်လာတယ်အင်ပါယာနယ်နိမိတ်ထဲမှာရှိသမျှလူတိုင်းကဒါချင်းရဲ့ပြည်သူတွေပဲတက်ဖြတ်အပြစ်ပေးတဲ့နေရာမှာဥပဒေဆိုတာရှိတယ်ဒါကိုငါတို့ထွက်လာတော့ကမင်းသားကိုယ်တိုင်တင်းတင်းကြပ်ကြပ်မှာကြားလိုက်ပြီးသားစစ်တူကြီးအမိတ်တိုင်းပါပဲသူတို့နှစ်ယောက်ပြန်ခါနီးမှာရှမ်းဟွန်းကအိမ်ထဲမှာပုံကန်သူတွေကိုနှိမ်နှင်းဖို့အလောင်းကောင်ကျိန်စာပိုးတွေတိတ်တဆိတ်ဖြန့်ထားခဲ့တယ်လူစုံလို့ပြန်ရောက်လာကြတော့နှင်းသမီးကအကြောင်းစုံပြောပြတယ်အဲ့ဒီတုန်းကမုံချန်အပြင်ရင်ရန်ကိုင်းကမိစ္ဆာဆန်ဆန်ကောင်လေးတစ်ယောက်လည်းပါသေးတယ်ဒါပေမဲ့ကျမဟန်ဆောင်ကောင်းလို့မုံချန်မျက်လုံးကိုလှည့်စားနိုင်လိုက်တယ်ဒါပေမဲ့ရှောင်းရောင်ချစ်ကတော့တခုခုလွဲနေတယ်လို့ခံစားမိတယ်ရှမ်းဟွန်းဆိုတာရင်ရန်ကိုင်းမှာလာနတ်သမီးနဲ့အဆင့်တူတဲ့ထိပ်သီးပညာရှင်လေသူ့ရဲ့အကဲခတ်စွမ်းရည်ကတာမန်မဟုတ်ဘူးသူ့မျက်လုံးကိုလှည့်စားဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပဲလက်တွေ့မှာလည်းရှောင်းရောင်ချစ်ထင်တာမှန်သွားတယ်ရန်သူထောင်ချောင်းမိမှန်တီးလိုက်ချိန်မှာနောက်ကျသွားပြီမျက်စိရှိမှမရေမတွက်နိုင်တဲ့အလောင်းကောင်ကျိန်စာပိုးတွေပေါ်လာတယ်အဲ့ဓာတွေကိုရှင်းထုတ်လိုက်ရလို့သူတို့ရဲ့အတွင်းအားတွေပျောက်ဆုံးကုန်တယ်အပြင်မှာလဲရှမ်းဟွန်းတာစီမင်နဲ့ရှောက်စီမင်တို့ကစောင့်နေကြပြီအခြေအနေကအတော်လေးဆိုးရွားနေတယ်တစ်ချိန်တည်းမှာပဲချန်မင်နဲ့ရှောက်ယူပြန်ရောက်လာပြီးရန်သူတွေနဲ့ထိတ်တိုက်တွေ့နေတယ်ရှောက်ယူကသူ့အဖေကိုတတ်တဲ့ရန်သူကိုမျက်စိရှိမှမြင်လိုက်ရတော့ဒေါသထွက်ပြီးလက်စားချေဖို့ပြေးဝင်သွားတယ်ဒါပေမဲ့ဦးလေးကတားပြီးစိတ်လျှော့ခိုင်းလိုက်တယ်ဒါကြောင့်အစာကမြင်ကွင်းဖြစ်လာတာပေါ့ရှမ်းဟွန်းကအတွင်းအားမရှိပဲထွက်လာရဲတာမိအိတ်ဆွဲပြီးတေးလန်းရှာတယ်လို့ပဲလို့လောင်နေရှောင်းရောင်ချစ်ကအလောင်းကောင်ကျိန်စာပိုးရဲ့အစွမ်းကိုမင်းအထင်ကြီးလွန်းနေတယ်လို့ပြန်ပတ်တယ်ဒီစကားကြတော့ရှမ်းဟွန်းနည်းနည်းတွန့်သွားပြီးအရင်စမ်းသက်တိုက်ခိုက်ကြည့်တယ်ဒါပေမဲ့ရှောင်းရောင်ချစ်ကအေးဆေးပဲကာကွယ်လိုက်နိုင်တယ်ဒါကိုမြင်တော့ဦးလေးကဘေးကနေမြောက်ပင်ပေးရှောင်းရောင်ချစ်ကနှိမ့်ချပြောနေသူတို့နှစ်ယောက်ဟန်ဆောင်ကောင်းလို့ရှမ်းဟွန်းညင်ကျသွားတယ်ချမ်းကိုင်းနဲ့ရန်ကိုင်းပေါင်းရင်တော့ငါတို့ရင်ရန်ကိုင်းကိုမရှင်နိုင်ဘူးအခုရန်ကိုင်းတစ်ခုတည်းနဲ့ငါတို့ကိုလာရှင်တာကတော့ပရိကယထာကိုတားတယ်လို့မိုက်မဲလွန်းတာပဲပရိကယထာကိုတားတယ်ဆိုတာငါတို့တောက်ကိုင်းရဲ့ဘိုးဘေးကျွမ်းစီရေးတဲ့လူလောကသာခန်းကစကားလေးခမည်းတော်ကိုင်းကငါတို့တောက်ကိုင်းရဲ့စကားပုံကိုဘလို့လောက်ကူကနေရတာလဲနှစ်တွေအကြာကြီးဖြတ်တန်းပြီးတာတော့တောက်ကိုင်းကပဲအစ်စ်အမှန်ဂိုင်းချုပ်ဆိုတဲ့အိမ်မက်ဟောင်းတွေကနေမနိုးသေးဘူးလားအရှင်ဒီပုံကန်သူတွေနဲ့ဘာလို့စကားအများကြီးပြောနေမှာလဲရှောင်းရောင်ချစ်ကသူ့တိုက်ခိုက်မှုကိုပိတ်ဆို့နိုင်လိုက်တော့ရှမ်းဟွန်းနားမလည်နိုင်ဖြစ်သွားတယ်သူ့ရဲ့လက်နက်ဖက်ပေါင်းတိုက်ခိုက်မှုကတာမန်ထက်တဆပိုပြင်းထန်တယ်အတွင်းအားသာမရှိရင်ထိတ်တိုက်ရင်ဆိုင်တာကကိုယ်တည်တွင်ကိုတူးတာနဲ့အတူတူပဲဒါကြောင့်ရှမ်းဟွန်းကသူတို့အတွင်းအားမပြောက်ဘူးလို့တန်တရားဝင်သွားတာဒါပေမဲ့ပြည်သက်တွေတိကျတဲ့အတိုင်းပဲခုနကရှမ်းဟွန်းရဲ့တိုက်ခိုက်မှုကိုခြေဖြတ်နိုင်တာချန်ပီယံရဲ့အတွင်းအားကြောင့်ပါချန်ပီယံကတိုင်းကွက်ညံ့ပေမဲ့သူ့အတွင်းအားကလက်ရှိခေတ်ကာလရဲ့ထိပ်တန်းတိုင်းသမားတွေနဲ့ရှင်းနိုင်တယ်လေဒါကြောင့်ရှောင်းရောင်ချစ်နဲ့ဦးလေးတို့ဆက်တိုက်နိုင်တာဒါပေမဲ့ဒီလောက်နဲ့မလုံလောက်ဘူးတစ်ဖက်မှာကရင်ရန်ကိုင်းရဲ့ထိပ်သီး၃ယောက်အစွမ်းတွေကကြောက်စရာကောင်းတယ်ရှောင်းရောင်ချစ်နဲ့ဦးလေးပေါင်းရင်တောင်နိုင်မယ်လို့အာမမခံနိုင်ဘူးဒါကြောင့်ရှောင်းရောင်ချစ်ကရှောက်ယူရဲ့အကူအညီကိုယူပြီးဒဏ္ဍာရီလာတောက်ကိုင်းရဲ့၃ပါးပေါင်းစီဓာတ်တိုင်းကွက်ကိုခင်းကျင်းလိုက်တယ်ကောင်းကင်မြေကြီးလူသား၃ပါးပေါင်းစီခြင်းပေါ့
ဦးလေးနဲ့ရှောင်းရောင်ချစ်ကကောင်းကင်နဲ့မြေကြီးနေရာယူပြီးရှောက်ရီကလူသားနေရာယူလိုက်တယ်ဒီအခြေအနေကိုမြင်တော့မုံချန်ကစစ်တပ်နဲ့အရင်ဝင်တိုက်ဖို့အကြံပြုပေမဲ့ရှမ်းဟွန်းကညှင်းလိုက်ပြီးမုံချန်ကိုနောက်ဆုတ်နေခိုင်းတယ်ဒီလိုနဲ့တိုက်ပွဲကြီးစတင်มาတော့တယ်ရှမ်းဟွန်းအမိတ်ပေးလိုက်တာနဲ့တာစီမင်ကဦးလေးကိုတာဝန်ယူတိုက်တယ်ချက်ချင်းပဲသူ့ရဲ့ဦးကောင်းခွန်တွေးလက်ဝါနဲ့တိုက်ခိုက်ပေမဲ့ဦးလေးကအေးဆေးပဲကာကွယ်လိုက်ရုံမကနောက်ဆုတ်သွားအောင်ပါပြန်တိုက်နိုင်တယ်ရှောက်စီမင်ရဲ့တရွက်ပြန်ပန်းကြွေတိုင်းကွက်ကိုလည်းရှောင်းရောင်ချစ်ကအตาလေးချီဖြတ်လိုက်တယ်ဒါပေမဲ့ချန်ပီယံနဲ့ရှောက်ရီခမရတော့အတော်ခံလိုက်ရတယ်ချန်ပီယံရဲ့ခန္ဓာကိုယ်ကတာစီမင်နဲ့ရှောက်စီမင်တို့ရဲ့တိုက်ခိုက်မှုဒဏ်တွေကိုခံထားရတယ်ရှောက်ရီဆိုရင်လည်းရှမ်းဟွန်းလက်ထဲမှာအယုတ်လိုကစားခံနေရပြီးအမိုက်လိုတောင်လွှင့်ပစ်ခံလိုက်ရတယ်အခြေအနေမဟန်တော့ရှောင်းရောင်ချစ်လဲဝက်ဖဲထုတ်သုံးရပြီးဦးလေးကိုရန်သူတွေကိုထိန်းခိုင်းထားပြီးသူကအနောက်မှာအားစုတယ်ရွှေရောင်လင်းနှန်းတွေလွှမ်းခြုံလာပြီးစာလုံးတင်ကေတာတွေပြန်ဝဲလာတယ်ဦးလေးကဓာတ်တစ်ချက်နဲ့ရှမ်းဟွန်းကိုစုပ်သွားအောင်လှုပ်လိုက်တာနဲ့ရှောင်းရောင်ကြည့်ရဲ့ဝက်ဖဲကကစတက်ထားသလိုရှမ်းဟွန်းနောက်ကိုတောက်လျှောက်လိုက်တိုက်တော့တာပဲရှမ်းဟွန်းရှောင်းရင်တရင်တော်တော်လေးအထိနာသွားတယ်ရှောင်းရောင်ကြည့်ရဲ့တိုက်ခိုက်မှုတစ်ချက်တောင်အထိခံလိုက်ရသေးတယ်နှင်းဆဲပြီးနောက်တာယာသောကောင်းကင်နဲ့တက်တက်ရောင်နေမင်းစွမ်းအားပေါင်းလိုက်တော့ဒီလိုထူးခြားတဲ့တိုက်ဆိုင်မှုနဲ့အပေးအယူမျှတမှုရှိလာမယ်လို့မထင်ထားဘူးဓာတ်တိုင်းအကျော်မော်ဂိုင်းတော်နဲ့လက်တွဲတိုက်ခိုက်ရတာဘဝမှာတကယ်အဖြစ်ပြက်ထူးပါပဲကျွန်တော်လည်းဝမ်းသာရပါတယ်ခင်ဗျာပြီးတော့ရှောင်းရောင်ချစ်ကရှမ်းဟွန်းကိုတတိပေးတယ်အခုချိန်မှာမင်းရင်ဆိုင်နေရတာတောက်ကိုင်းကွေးကူကိုင်းမိုကိုင်းနဲ့ရှိချူရှမ်းမျိုးနွယ်တွေကွာဒီစကားကြတော့ရှမ်းဟွန်းကတွေးခွဲစကားပြောတယ်သူတို့ကအင်ပါယာရဲ့ရာဇဝတ်ကောင်တွေလေခမည်းကသူတို့နဲ့ပေါင်းနေတယ်ဆိုတော့တောက်ကိုင်းကိုပါတွင်းနဲ့ဆွဲချခြင်းနေရလားငါတို့ရှောက်နေတာလမ်းမှန်ပဲပြည်သူဆန္ဒနဲ့အညီပဲပြည်သူဆန္ဒရရင်ကောင်းကင်အလိုကြပဲမင်းတို့ရင်ရန်ကိုင်းကကောင်းကင်နက်ခတ်တာရကြည့်တတ်တယ်ဆိုအဆောက်အုံကြီးပြိုကျတော့မဲ့အရေးရောင်ကိုမမြင်ဘူးလားဒါကဖြစ်လာမဲ့အရှိတရားပဲဒီစကားတွေကရှမ်းဟွန်းကိုပါဆက်ပိတ်သွားစေတယ်ဘာလို့လဲဆိုတော့မုံချန်ကအနောက်မှာနားထောင်နေတယ်လေမင်းတို့လိုတာမန်လူတွေကကန်တရားအကြောင်းဘာနာလဲမှလဲပြောပြောဆိုဆိုနဲ့စကားဆက်မပြောတော့ပဲတိုက်ခိုက်တော့တယ်ဒီတခါတော့လက်နှစ်ဖက်လုံးသုံးနဲ့ချီစွမ်းရင်ဓာတ်ကိုထုတ်သုံးလိုက်တယ်အားကလက်တစ်ဖက်တည်းနဲ့ဆိုင်ရင်16ဆပိုပြင်းတယ်အဲ့ဒီတစ်ချက်နဲ့တင်ဦးလေးနဲ့ရှောင်းရောင်ချစ်တို့ခံစစ်ကျိုးပေါက်သွားတော့တယ်ဒီနေ့ရဲ့အပိုင်းလေးကတော့ဒီနေရာလေးမှာပဲရပ်ပါမယ်ဗျကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်တစ်ပိုင်းဇလန်းအတွက်လည်းဆက်လက်မျှော်လင့်ပေးကြပါဦးနော်like ပြီး subscribe လုပ်ပေးဖို့လည်းမမေ့သွားကြပါနဲ့နော်